မိတ်ကလာပါခင်ဗျကျွန်တော်တို့ခု Selector Rocket Tower ရောက်နေတာဖြစ်ပါတယ်ခင်ဗျဒီ Tower ကို1986ခုနှစ်မှာတည်ဆောက်ပြီးတော့အမြင့်ပေ18မီတာရှိတာသိရပါတယ်ခင်ဗျဒါကတော့ဒီ Tower ရဲ့အပေါ်ကနေမြင်ရတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ခင်ဗျဒီနေရာလေးကလေဝေချီလေးနဲ့အရောက်လှပနေတာဖြစ်ပါတယ်ခင်ဗျဒီနေရာလေးကိုတွားလဲမယ်ဆိုရင်တော့ညနေပဲလေဝေချီလေးကိုတွားလဲဖြစ်ပါတယ်ခင်ဗျရေကန်ရဲ့နှစ်ဘေးမှာလည်းခေါ်လေးတွေအများကြီးရှိတဲ့အတွက်ထိုင်ပြီးတော့နေဝေချေလေးကိုကြည့်ရှုနိုင်ပါလိမ့်ခင်ဗျဒီနေရာလေးကိုတွားချတယ်ဆိုရင်တော့ကျွန်တော်တို့ Sperry MRT Exit 3အနေထွက်ပြီးတော့ Pasca မှတ်တိုင်နေပြီးတော့138ကိုစီးသွားမှာဖြစ်ပါတယ်ခင်ဗျ Pasca မှတ်တိုင်6မှတ်တိုင်လောက်ရှိပြီးတော့ကျွန်တော်တို့ကန်ရည်ပြီးဘေးရဲ့ Pasca မှတ်တိုင်ကိုရောက်မှာဖြစ်ပါတယ်ခင်ဗျအဲ့ဒီ Pasca မှတ်တိုင်ရောက်ရင်တော့ကျွန်တော်တို့ဒီနေရာလေးကိုရောက်ရှိပြီဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ